အားလုံးပဲမင်္ဂလာပါ MMBA Master Management and Business Academy ကနေကြိုဆိုလိုက်ပါတယ် MMBA ကနေဖွင့်လှစ်သွားမယ် Marketing Management ပညာရပ်သင်တန်းနဲ့မိတ်ဆက်ပေးကြပါတယ်ဒီ Marketing Management ပညာရပ်သင်တန်းကိုသင်တန်းကြီးအခမဲ့နဲ့တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်အခုသင်တန်းကိုဝင်ကြီး 15,000 ကျပ်သွင်းရုံဖြင့်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်အခုသင်တန်းကိုဘယ်သူတွေတက်ရောက်တင်လဲဆိုရင်တော့ Marketing Management ပညာရပ်ကိုစိတ်ပါဝင်စားတဲ့သူတွေမိမိရဲ့လုပ်ငန်းကိုပိုမိုအဆင့်မြင့်တင်လုပ်ကိုင်လိုတဲ့သူတွေ Sales and Marketing နဲ့လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေတဲ့သူတွေလုပ်ငန်းဝင်စတင်ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့လူငယ်တွေတက်ရောက်တင်ပါတယ်ယခု Marketing Management သင်တန်းမှာဘာတွေသင်ပေးသွားမှာလဲဆိုရင်တော့ Marketing Fundamental Concepts Marketing Strategy Analyzing the Marketing Environment Managing Marketing Information Consumers Markets and Buyer Behavior Advertising and Public Relations Creating Competitive Advantage Sustainable Marketing နဲ့ Marketing Plan နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာရမှာပဲဖြစ်ပါတယ်ယခုသင်တန်းကတော့သင်တန်းကြီးအခမဲ့ဖြစ်ပြီးတော့ဝင်ကြီး 15,000 ကျပ်သွင်းရုံဖြင့်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်သင်တန်းကာလကတော့2လဖြစ်ပါတယ်သင်ကြားသွားမယ့်နည်းလမ်းကတော့သင်ခန်းစာတွေကို record video များဖြင့်လေ့လာရမှာဖြစ်ပြီးတော့ Zoom ဖြင့်2ကြိမ်ဆရာနဲ့တွေ့ဆုံရမှာပဲဖြစ်ပါတယ်ယခုသင်တန်းတက်ရောက်ခြင်းနေဆိုလို့ရှိရင်တော့သင်တန်းကိုလူဦးရေအကန့်အသတ်ဖြစ်တာသင်ကြားပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမြန်ဆုံးစီရင်ပေးသွင်းထားမှာစိတ်ချရမှာပဲဖြစ်ပါတယ်အားလုံးကိုတက်ရောက်ဖို့ဖိတ်ခေါ်လိုက်ပါရစေ